ဘာဝိပဿနာဆရာကြီးဦးကိုဟင်ကအပြည်ပြည်ဆိုင်ရာဓမ္မဂီရီဝိပဿနာအဖွဲ့မြန်မာနိုင်ငံမိကိုရကျန်းကိုအနေနဲ့ကတော့10ရက်တရားပဲဓမ္မတေသနာဒေါက်တာတော်ကြီးကြီးဝင်းမြန်မာပြန်ဤဓမ္မနေ့ဓမ္မတေသနာစာ319 320 321 Discord Data အပိုင်း3ရုံနံနှစ်ပါးလုံးအတွင်းမှာအမျိုးမျိုးဖုံဖုံဖြစ်ပျက်နေတာတွေကိုတတိရှိရှိနဲ့စူးစမ်းရမှာဖြစ်ပါတယ်စိတ်ကိုအာယုံတစ်ခုတည်းအပေါ်အာရုံစူးစိုက်ထားရင်ဥပမာစိတ်ကူးနဲ့မြင်နေရတဲ့အရာတစ်ခုခုဆိုပါတော့မဟုတ်ရင်လည်းရုပ်ဖက်နေတဲ့စကားလုံးတစ်လုံးဆိုပါတော့ဒီတော့စိတ်ကဒီထဲမှာပဲစူးစိုက်နေတော့ယုံနံတရားရဲ့အမှန်တရားဘက်ကိုမစူးစမ်းနိုင်မစူးစိုက်နိုင်မရှုနိုင်တော့ပါဘူးနောက်တစ်ခုလည်းရှိပါသေးတယ်စကားလုံးတစ်လုံးလုံးကိုသုံးရင်အတန်မထွက်ဖဲစိတ်ထဲကယွတ်နေရင်တောင်မှအဲ့ဒီအတန်ရဲ့လှိုင်းတွေဖြစ်ပေါ်လာကြပါတယ်တချို့စကားလုံးတွေဟာအင်မတန်အားကောင်းတဲ့လှိုင်းတွေဖြစ်ပါတယ်စကားလုံးကတော့ဘာမှအတိတ်ပဲမရှိပါဘူးအတန်ထွက်ကြောင့်လှိုင်းတွေဖြစ်ရတာပါအုံအင်းရင်အစရှိတဲ့အတန်မျိုးတွေပေါ့မောင်မြကိုတီးလိုက်ရင်အတန်လှိုင်းတွေအကြာကြီးထွက်နေတယ်လို့ပါပဲယောဂီဟာအတန်တစ်ခုကိုထက်ခါယွတ်နေမယ်ဆိုရင်ဒီလိုလှိုင်းတွေဖြစ်ပြီးလူကိုအကာအကွယ်တစ်မျိုးပေးနိုင်ပါတယ်အပြင်ပကမကောင်းတဲ့လှိုင်းတွေမဝင်နိုင်အောင်ယောဂီရဲ့စိတ်ရဲ့အပေါ်ယံအပိုင်းအပြင်ဘက်အပိုင်းကိုဖုံးလန်းထားတော့လုံခြုံနေတာပါပဲဒါဟာကောင်းတဲ့တလောက်တော့ကောင်းပါတယ်ဒါပေမဲ့ယောဂီရဲ့သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့တိမ်မွေးဝေဒနာလှိုင်းတွေယောဂီရဲ့အကုသိုလ်ကိလေသာလှိုင်းတွေကတော့သူတို့နေရာမှာပဲရှိမြဲရှိနေအောင်မှာပါပဲထုတ်ပြလို့မရနိုင်ပါဘူးစကလုံးအတန်နဲ့ဖြစ်ပေါ်စေတဲ့လှိုင်းကလည်းယောဂီရဲ့နှဆိုင်တဲ့စိတ်အထိကိုမရောက်နိုင်တော့ယောဂီကအသိမွေးဝေဒနာတွေကိုမတွေးထိမခံစားနိုင်ပါဘူးလောဘဒေါသအစရှိတဲ့အကုသိုလ်စိတ်တစ်ခုခုပေါ်လာရင်အဲ့ဒီအချိန်မှာဖြစ်ပေါ်နေတဲ့အသိမွေးဝေဒနာတွေကိုတတိနဲ့ရှုနေနိုင်မှဒီအကုသိုလ်သင်္ခါရတွေကိုအမြစ်ကနေချေမှုန်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်စလုံးကြောင့်ဖြစ်တဲ့လှိုင်းတွေမဖြစ်လာအောင်စကလုံးဂါထာမန်တရားတွေမယို့ဖက်ဖို့တားမြစ်ထားပါတယ်ယုံနံတို့ကိုကြော်လွန်သွားဖို့ရာယောဂီရဲ့စိတ်နဲ့အနက်ဆိုင်ဆုံးအပိုင်းကိုသွားရမှာဖြစ်ပါတယ်စိတ်ရဲ့အသိမွေဆုံးအပိုင်းကိုယ်ရဲ့အသိမွေဆုံးအပိုင်းရောက်ပြီးဘာဝနာမရညံတဲ့ခံစားရပြီးမှရှုရမှာဖြစ်ပါတယ်အဆိုင်ခဲဖြစ်နေတဲ့ပြင်းထန်တဲ့ကြမ်းတမ်းတဲ့ဝေဒနာတွေကနေပြီးသိမ်မွေးလာပြီးအဆုံးစွန်သောအမှန်တရားကိုဘာဝနာမရညံတဲ့ရှုနိုင်မှသာယုံနံတရားကကြော်လွန်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီကမ္မထန်လေးဟာချမ်းတန်းကနေသိမ်မွေးဝဏ္ဏရိကာကနေတခုမှကိုသွားဖို့ရာဖြစ်ပါတယ်ရုပ်ခန္ဓာမှာဆိုရင်ပြင်းထန်တဲ့ချမ်းတန်းတဲ့ဝေဒနာတွေဟာအဆိုင်ခဲတွေအဖြစ်ကနေပြီးတဖြည်းဖြည်းသိမ်မွေးဝေဒနာအထိရောက်သွားကြသလိုဉာဏ်ခန္ဓာထဲမှာလည်းပြင်းထန်တဲ့အဆိုင်ခဲကြီးဖြစ်နေတဲ့စိတ်ခံစားရမှုတွေပေါ်လာရင်စိတ်တ ानु ပတနာဓမ္မ ानु ပတနာတို့နဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ဝေဒနာတွေကိုရှုရပါတယ်ဒီအခါမှာစိတ်ထဲမှာဖြစ်ပေါ်နေတဲ့ခံစားရမှုတွေလည်းပြိုကွဲပြီးအဆိုင်ခဲတွေလှိုင်းကလေးတွေတုံခါမှုကလေးတွေဖြစ်သွားကြပြီးနောက်ဆုံးနံတရားရဲ့အမှန်သစ္စာတရားကိုရောက်ရှိပြီးတွေးရှိသွားပါလိမ့်မယ်ဒီလမ်းစဉ်မှာယုံနံနှစ်ပါးစလုံးဟာကြမ်းတမ်းကနေသိမ်မွေးအထိရောက်လာကြမှာဖြစ်ပါတယ်ဒီတော့မှအမြင်အားဖြင့်အမှန်တရားလို့ထင်ရတာတွေကနေပြီးတော့အဟုတ်အမှန်တကယ်အမှန်တရားကိုရောက်နိုင်မှာဖြစ်ပါတယ်ဥပမာဆိုကြပါစို့ယောဂီယာခေါင်းကိုစပြီးရှုရင်ပထမတော့ခေါင်းကိုကြမ်းတမ်းတဲ့ဝေဒနာအဖြစ်နဲ့အဆိုင်ခဲကြီးလိုပဲခံစားရပါတယ်ဒီကမ္မထန်နည်းနဲ့ဆက်ပြီးရှုသွားရင်အဆိုင်ခဲကြီးကနေသိမ်မွေးဝေဒနာဖြစ်တဲ့လှိုင်းကလေးတွေကိုခံစားလာရပါလိမ့်မယ်ဒါဟာယောဂီရဲ့စိတ်ကူးမဟုတ်ပါဘူးယောဂီကိုယ်တိုင်တကယ်ကိုယ်တိုင်လက်တွေ့ခံစားရမှာဖြစ်ပါတယ်ဒီလိုနဲ့ခန္ဓာကိုယ်ဆိုင်ခဲကြီးတစ်ခုလုံးကလည်းပျောက်ကွယ်သွားပြီးခန္ဓာကိုယ်တစ်ခုလုံးဟာအင်မတန်သိမ်မွေးတဲ့လှိုင်းကလေးတွေတုံခါမှုကလေးတွေအနေနဲ့ခံစားရပြီးလမ်းဆုံးပန်းနိုင်တဲ့ပိုပြီးနီးလာပါလိမ့်မယ်အပြည်ပြည်ဆိုင်ရာဓမ္မဂီရီဝိပဿနာအဖွဲ့မြန်မာနိုင်ငံဓမ္မပပတဝိပဿနာရိပ်သာ post ကိုပြန်လည်ပူဇော်ခြင်းဖြစ်ပါတယ်ရှင်